မင်္ဂလာပါရှင်ကျမကတော့အန်ဆန်နိုင်ငံသားကုညီထောက်ပံ့ရေးစင်တာမှာမြန်မာတာဝန်ခံပဲဖြစ်ပါတယ်ဒီနေ့ကျမပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ immigration မှာတွားပြီးတော့ visa တက်တန်းတိုးမယ်ဆိုရင်မတွားခင်တရက်အလုံးမှာကျမတို့ကြိုတင်ပြီးတော့ online ကနေစီးရင်သွင်းရပါတယ်အဲ့လိုလုပ်တဲ့အခါမှာဒီကွန်ပျူတာကနေပဲဖြစ်ဖြစ်ဒီဖုန်းကနေပဲဖြစ်ဖြစ်နှစ်မျိုးစလုံးမှာဝင်ပြီးတော့မှ online ကနေဝင်ပြီးတော့မှကြိုတင်စီးရင်သွင်းလို့ရပါတယ်ဒီနေ့ကျမကတော့ဒီဖုန်းကနေပြီးတော့မှအလွယ်တကူဘယ်လိုစီးရင်သွင်းရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး online site ထဲကိုဝင်ပြီးတော့မှဒီ Hi Korea ဆိုတဲ့ site ထဲကိုဝင်ရမှာဖြစ်ပါတယ် www.highkorea.go.kr ဆိုတဲ့ site ထဲကိုဝင်ပြီးတော့ click လုပ်လိုက်ပါအဲဆိုရင် click လုပ်ရင်သူရဲ့ဒီ page ကိုရောက်လာမှာဖြစ်ပါတယ်အဲ့ဒီအထက်ကမှဒီဒုတိယအစိမ်းရောင် line နဲ့ရှိတဲ့ဗန်မွန်းရဲရဲဆိုတဲ့ site ထဲကိုဝင်ရမှာဖြစ်ပါတယ်အဲ့လိုဝင်လိုက်တဲ့အခါမှာဒီဗန်မွန်းရဲရဲလုတ်တဲ့အခါမှာပေါ့နော်ကျမတို့ဒီလုံနိုင်တဲ့အချိန်တွေကတော့ဘယ်အချိန်မှဆိုဝင်ပြီးတော့မှ online ကနေဘယ်အချိန်မှဆိုဝင်လုပ်လို့ရပါတယ်ပြီးတော့ဒါပေမဲ့တစ်ခုရှိတာကသူကဒီနေ့လုပ်မယ်ဆိုရင်ဒီနေ့ချက်ချင်းလုပ်လို့မရပါဘူးမနက်ဖြန်အတွက်ကိုဒီနေ့ကြိုပြီးတော့မှကြိုတင်ပြီးတော့မှစီရင်သွင်းရပါတယ်အဲ့ဒါပြီးတော့ဒီတက်တန်းတိုးဖို့ဆိုရင်တော့သူတို့က၄လအလိုမှာ6လဒီစီရင်ကြိုတင်သွင်းပြီးတော့မှလည်းရှောက်လို့ရပါတယ်ရှင်အဲ့ဒါပြီးတော့မှဒီစီရင်သွင်းထားတဲ့ဟာကိုက cancel လုပ်ချင်တယ်ဆိုရင်တော့ဒီကိုသွားမဲ့ရက်မတိုင်ခင်တရက်အလိုမှာပြန်ပြီးတော့ cancel လုပ်ပြရပါတယ်အဲ့ဒီကိုသွားမဲ့ရက်မှာပြန်ပြီးတော့ cancel လုပ်လို့မရပါဘူးအဲ့ဒါဆိုရင်ကျမတို့ဒီစီရင်သွင်းမယ်ဆိုရင်ကျမတို့က member ဝင်ထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ member ဝင်တဲ့သူတွေကတော့ဒီတိုင်းကိုယ့်ရဲ့ဒီ member account နဲ့ဝင်လို့ရပါတယ် member မရှိတဲ့သူတွေကတော့ဒီဗန်မွန်းရဲ့ရှင်းချုံဆိုတဲ့အောက်က B ဝဲဝမ်းဆိုတဲ့အကွက်ကို click လုပ်ပြရပါမယ်အဲ့လို click လုပ်တဲ့အခါမှာသူကတတိထားမဲ့အချက်ကိုပြောထားပါတယ်တတိထားမဲ့အချက်ကတော့ကျမတို့ဒီတက်တန်းကုန်ပြီးတော့မှသွားပြီးတော့တိုးလို့မရပါဘူးတက်တန်းမကုန်ခင်တရက်အလိုတစ်လအလိုနှစ်လအလိုမှာသွားပြီးတော့တိုးရမှာဖြစ်ပါတယ်အဲ့လိုဆိုရင်အဲ့ဒီအကွက်ကလေးပေါ်လာရဆိုတော့ကျမတို့ working ဆိုတဲ့စလုံးလေးကို click လုပ်လိုက်ရမှာဖြစ်ပါတယ်အဲ့ဒီမှာကျမတို့ဒီရှင်းချုံလုပ်ဖို့အတွက်ကြာလာပါလိမ့်မယ်စီရင်သွင်းဖို့အတွက်ကြာလာတဲ့အခါကျရင်ဒီ ID card number နဲ့လည်းလုပ်လို့ရတယ်လို့ဒီညာဘက်မှာရှိတဲ့ရောက်ကွမ်းဘွန်တို့ရှင်းဝန်ကျွန်းဆိုတာကတော့ကျမတို့ passport number နဲ့လည်းလုပ်လို့ရပါတယ်အဲဆိုရင် ID card number ကိုထည့်ရေးပြီးရင်အောက်ကတော့သူတို့ ID card ထုတ်ပြီးတဲ့ရက်ကိုပြောတာဖြစ်ပါတယ်အဲဆိုရင် ID card ထုတ်ပြီးတဲ့ရက်ကိုရေးပြရမှာဖြစ်ပါတယ်အားလုံးပြီးသွားရင်တော့ click လုပ်ပြရပါမယ်အဲ့ဒါဆိုရင်ကျမတို့ဒီကိုနေတဲ့ data ရဲ့ပေါ့နော် immigration ရုံးကလိပ်စာကြလာပါလိမ့်မယ်အဲ့ဒါဆိုရင်ကိုကဘယ်မှာလုပ်မလဲဆိုတာကိုရွေးရပါမယ်တကယ်လို့ဒီမှာကိုကအိမ်ပြောင်းထားတာမကြသေးဘူးတခြားနယ်ကိုပြောင်းထားတာမကြသေးဘူးဆိုရင်တော့အပေါ်ကညလေးမှာဝင်ပြီးတော့မှကိုကရှာရပါမယ်အန်ဆန်းဆိုရင်အန်ဆန်းအင်ချွန်းဆိုရင်ချွန်းဘူးဆန်းဆိုဘူးဆန်းအဲ့လိုမျိုးပေါ့နော်ရှာပြီးတော့မှကိုနဲ့နီးစပ်ရာ immigration ရုံးကိုတွားရပါမယ်အဲ့လိုနှိပ်ပြီးတဲ့အခါကျရင်အောက်မှာဂျုပ်စုချန်ကူဘူးဂူဘွန်းဆိုတာရှိပါတယ်အဲ့ဒီမှာကိုနဲ့နီးစပ်ရာပေါ့နော်ကိုကဘယ် immigration ရုံးနဲ့နီးလဲအဲ့ဒီဟာကိုကိုကရွေးပြရပါမယ်အောက်ကဂျုပ်စုမင်နွမ်ဆိုတာကတော့ဒီပေါ့နော်ကိုကဘာကိုလုပ်မှလဲအခုကကျမတို့တက်တန်းတိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့ချဲတူမင်နွမ်ဆိုတဲ့ဟာကိုရွေးချယ်ပေးလိုက်ပါတယ်အဲ့လိုလုပ်ပြီးရင်တော့အောက်မှာကိုယ့်ရဲ့နာမည်ကြလာမှာဖြစ်ပါတယ်ရေးစရာမလိုဘဲနဲ့သူကနေသူကြလာပါလိမ့်မယ်အဲ့ပြီးရင်တော့အောက်မှာကိုကတက်တန်းတိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့ချဲတူဂီကန်ယုံချမ်းဆိုတဲ့ဟာလေးကိုရွေးပြရမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့ကျမတို့ဖုန်းနံပါတ်ရေးပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရေးပေးရင်တော့သူတို့ကအားလုံးပြီးသွားရင်ကိုယ့်စီကို message ရောက်လာပါလိမ့်မယ်အဲ့ဒါပြီးရင်ကျမတို့ password ကိုမှတ်မိလွယ်တဲ့ password ပေါ့နော်အဲ့ဒီဟာလေးကိုလေးလုံးကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့ဒီအောက်က Bamon Ilta ဆိုတဲ့
အကွက်ကလေးမှာတော့သူတို့ပြက်ကလေးပုံစံလေးရှိပါတယ်အဲ့ဒီပြက်ကလေးပုံစံလေးကို click လုပ်ပေးပါ click လုပ်ပြီးရင်တော့ဒီလိုမျိုးကျလာပါလိမ့်မယ်ကျလာပြီးရင်ကိုလိုချင်တဲ့ရက်ကိုနှိပ်ပေးရပါမယ်ဒါကိုလိုချင်တဲ့ရက်ကိုနှိပ်ပေးမယ်လေဒီခါလေးကြာရင်ဒီလျှောက်ထားတဲ့သူတွေကအရန်များတဲ့အတွက်ကြောင့်မလို့နေရာတွေကပြည့်နေတတ်ပါတယ်ဒီလိုမျိုးပေါ့နော်ဒီမီးကိုရောင်နဲ့ပြည့်နေရဆိုရင်အဲ့ဒီနေရာလုံးလို့မရတော့ပါဘူးဒါကနေရာပြည့်သွားပြီဆိုတဲ့သဘောပါအဲ့ဒီအတွက်ကြောင့်မလို့တခြားရက်ကိုပြန်ပြီးတော့ရှားပါမယ်အဲ့ဆိုရင်ကျမတို့တခြားရက်ကိုရှားလိုက်တဲ့အခါမှာဒီမှာကွက်လက်တွေပေါ့နော်မီးကိုရောင်မဖြစ်သေးတဲ့အဖြူရောင်ကွက်လက်တွေရှိနေပါသေးရဲ့အဲ့ဒီအဖြူရောင်ကွက်လက်ကိုကြည့်ပြီးတော့မှကိုလိုချင်တဲ့အချိန်ကိုပေါ့နော် click လုပ်လို့ရပါတယ်ကိုကဒီဟာ click လုပ်ပြီးတော့မှမကြိုက်သေးဘူးနောက်ထပ်တစ်ချိန်ကိုပြန်ပြောင်းချင်တယ်ဆိုရင်နောက်ထပ်တခြားတစ်ကွက်ကိုပြန်ပြီးတော့နှိပ်လို့ရပါတယ်အဲ့လိုနှိပ်ပြီးသွားပြီဆိုရင်တော့ကိုရဲ့ဒီမှာပေါ်လာပါလိမ့်မယ်ဒီဘယ်နေ့ဘယ်ရက်မှာဘယ်နှစ်နာရီမှာလာမလဲဆိုတဲ့ဟာလေးကသူကနေသူတက်လာပါလိမ့်မယ်အဲ့ဒါဆိုရင်ရှင်းချုံဆိုတဲ့အကွက်ကလေးကို click လုပ်လိုက်ပါအဲ့ဆိုရင်သူ click လုပ်တဲ့ခါမှာဒီရဲ့အကွက်ကလေးပေါ်လာပါလိမ့်မယ်တကယ်ပဲလုံးမလားဆိုတဲ့သူကမေးခွန်းလေးပဲဖြစ်ပါတယ်အဲ့ဆိုရင်ကျမတို့ကအဲ့ဒီမှာ working ဆိုတဲ့နေရာလေးမှာနှိပ်ပြီးရုံပါပဲအဲ့ဆိုရင်ခုနကကျမတို့ရှောက်ထားတဲ့ဒီ immigration ရုံးရဲ့ပြီးတော့ဒီကိုသွားတဲ့ခါမှာ number ဘယ်လောက်လဲတုံးကင် number ဘယ်လောက်လဲပြီးကြရင်ဒီဘယ်နေ့ရက်လဲဘယ်ချိန်လဲဆိုတာကိုသူတို့ကအဲ့ဒီမှာတစ်ခါတည်းဖော်ပြပေးထားပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှကိုကပေါ့နော်ဒီ online မှာကြိုတင်စီးရင်သွင်းခြင်းနဲ့ပတ်သက်ပြီးတော့မှထပ်ပြီးတော့သိကျင်တဲ့ဟာတွေရှိရဆိုရင်တော့အန်ဆန်နိုင်ငံသားကုညီထောက်ပံ့ရေးစင်တာကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်ပြီးတော့လေကိုရီးယားမှာနေထိုင်တဲ့အခါမှာကိုတွေ့ကြုံရတဲ့ဘာသာစကားအခက်အခဲတွေပြီးတော့အလုပ်အကိုင်နဲ့ပတ်သက်တဲ့အရာတွေပြီးတော့နေထိုင်မှုအခက်အခဲစတဲ့ပြဿနာတွေကိုဒီမိမိဘာသာစကားနဲ့စကားပြန်ဆွေးနွေးပေးတဲ့ပေါ့နော်အခမဲ့ဆွေးနွေးပေးလှုပ်ဆောင်ခြင်းတွေကိုလည်းပြုလုပ်ပေးနေပါတယ်။ဒါကြောင့်မလို့ဒီစင်တာကိုဆက်သွယ်ခြင်းနဲ့ဆိုရင်တော့1644ခွန်111ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။